ချိန်ကအောင်မြင်တဲ့ကလေးတယောက်ဆောင်နေဆိုပေမဲ့ဖြူဖြူထွေးလို့တချင်းဆိုစားနေရတဲ့ Heavy ပြိုးနဲ့ Easy ကွေပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဘောင်မစ်နောင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။တစ်ချိန်လုံးကအရန်အောင်မြင်ခဲ့တဲ့ကလေးတယောက်ဆောင်နေဆိုပေမဲ့အခုချိန်မှာနယ်ပွဲတွေမှာလိုက်ပြီးတော့တချင်းတီဆိုနေရတာက Heavy ပြိုးနဲ့ Easy ကွေပါ။ Heavy ပြိုးနဲ့ Easy ကွေတို့တစ်ချိန်လုံးကအရန်အောင်မြင်တဲ့ကလေးတယောက်ဆောင်တွေဖြစ်ခဲ့ကြပါတယ်။6လစာနဲ့4စားဆိုပြီးတော့သွားတိုက်စီကြော်ညာလေးနဲ့ပရိသတ်တွေကြားမှာနာမည်တဟုန်တိုးကြီးခဲ့တဲ့ Heavy ပြိုးကတခေတ်တခါတော့ကရုပ်ရှင်တဲ့ဗီဒီယိုဇက်ကတော်တော်များများမှာကလေးတယောက်ဆောင်ဖြစ်ပါဝင်တယောက်ဆောင်ခဲ့ပါတယ်။ Heavy ပြိုးရဲ့တချို့သောဟာတာစကားလုံးတွေဒိုင်ယာလော့တွေဆိုရင်အခုချိန်ထိအင်တာနက်ပေါ်မှာလူကြိုက်အများဆဲဖြစ်ပါတယ်။အထူးသဖြင့် Heavy ပြိုးကဟာတာဇက်ကားတွေမှာပရိသတ်ရေရအောင်တယောက်ဆောင်နိုင်တယ်လို့ဒရမာတွေမှာလည်းကလေးနဲ့မလိုက်အောင်ငိုအောင်လုပ်နိုင်ပါတယ်။ Easy ကွေဆိုရင်လည်းချစ်စရာကောင်းပြီးတော့စကားတက်တဲ့ကလေးတယောက်ဆောင်လေးတဦးအဖြစ်ပရိသတ်တွေရဲ့အားပေးမှုချစ်ချင်းမြတ်တာတွေကိုအပြည့်အဝရခဲ့ကြပါတယ်။ Easy ကွေဟာကလေးတယောက်ဆောင်ဘဝကနေကြီးပြင်းအရွယ်ရောက်လာတော့လူကြီးတဦးအနေနဲ့အနုပညာလောကတွေမှာနေရာတနေရာအခိုင်အမာရဖို့ကြိုးစားနေပါတယ်။ဒါကြောင့်လည်း Easy ကွေကိုရုပ်သံဇာတ်လမ်းတွဲတွေရုပ်ရှင်ဇာတ်ကားကြီးတွေမှာတစ်ခါတလေမြင်တွေ့ရလိမ့်ရှိပါတယ်။ Heavy ပြိုးနဲ့ Easy ကွေတို့ကကလေးတယောက်ဆောင်တွေကနေလူကြီးတယောက်ဆောင်ပြောင်းလာတဲ့အခါမှာငယ်ဘဝတုန်းကလည်းအောင်မြင်မှုတွေမရခဲ့ပါဘူး။ဒါပေမဲ့ Easy ကွေဟာတယောက်ဆောင်လောကမှာနေရာတနေရာရဖို့အတွက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။ Heavy ပြိုးကလည်းရုပ်ရှင်လောကနဲ့ကွဲကွဲကော်ကအပြင်လောကမှာစီးပွားရေးလုပ်ပြီးတော့လှုပ်ရှားနေပါတယ်။ Heavy ပြိုးဆိုရင်လည်းရုပ်ရှင်လောကနဲ့ကွဲကွာပြီးတော့အပြင်လောကမှာစီးပွားရေးလုပ်ဇက်ကစားကလှုပ်ရှားနေရပါတယ်။အခုချိန်မှာဆိုရင်တော့ Heavy ပြိုးနဲ့ Easy ကွေတို့ကရုပ်ရှင်မရိုက်တော့ပဲဖြူဖြူထွေးလိုမျိုးနယ်ပွဲတွေမှာတချင်းတီဆိုနေရပါတယ်။အားလုံးသိကြတဲ့အတိုင်း Facebook ဆယ်လီဖြူဖြူထွေးကအနုပညာလောကမှာရက်တည်ဖို့အတွက်အရေးချင်းမရှိအားကြောင့်နယ်ပွဲတွေမှာအတန်သေးအတန်ကြောင်နဲ့တချင်းလိုက်ဆိုနေရပါတယ်။အခုခါမှလည်း Heavy ပြိုးနဲ့ Easy ကွေတို့ဟာတစ်ချိန်လုံးကပရိသတ်ချစ်တော်ကလေးတယောက်ဆောင်တွေဖြစ်ပေမဲ့အခုချိန်မှာတော့ရုပ်ရှင်လောကမှာနေရာတနေရာမရလို့နယ်ပွဲတွေမှာတချင်းလိုက်ဆိုနေရတာပါဒီလိုတချင်းဆိုကောင်းလို့လည်းကလေးတယောက်ဆောင် Heavy ပြိုးတယောက်စင်ပေါ်မှာခဲနဲ့ထုခံရပါသေးရဲ့ကလေးတယောက်ဆောင် Heavy ပြိုးကတစ်စက်လေးမှအတန်မကောင်းပဲတချင်းဆိုနေရကြောင်းစင်အောက်ကနေပရိသတ်တယောက်ကခဲနဲ့ထုတာကိုခံလိုက်ရပါတယ် Heavy ပြိုးကစင်ပေါ်မှာနာမည်ကြီးဆိုတော့အငဲရဲ့အကြည့်တချင်းကိုအတန်သေးတန်ကြောင်နဲ့တီးဆိုနေတော့ခဲနဲ့ထုခံလိုက်ရတာပါထုတဲ့ကဲလုံးကသေးနေရကြောင်းဘာမှမဖြစ်ခဲ့ပဲ Heavy ပြိုးကတော့စင်ပေါ်မှာတချင်းဆက်လက်တီးဆိုနေပါတယ်တချို့သောပရိသတ်တွေကတော့အခုလိုမျိုးအနုပညာရှင်ကိုစင်ပေါ်မှာခဲနဲ့ထုတာကမလုပ်သင့်ဘူးလို့ဆိုကြပါတယ်တချို့ကလည်းအတန်သေးတန်ကြောင်နဲ့တီးဆိုနေတဲ့လူတွေကိုထုတင်တယ်လို့ဆိုကြပါတယ်အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရုပ်ရှင်လောကမှာနေရမရလို့ဖြူဖြူထွေးလို့တချင်းလိုက်ဆိုနေရတဲ့ Heavy ပြိုးနဲ့ Easy ကွေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်